နေ့မှာတော့ကျွန်တော် car browser ဆိုတဲ့ simulator game လေးကိုဆော့ပြတော့မှာပါတယ်။ကဲခဏတော့စောင့်ရမှာပေါ့နော်။ Okay ခဏတော့စောင့်ရမယ်ဒါ Okay ကြာလာပြီပေါ့နော်။ညောင်ခဏတော့စောင့်ရမယ်ဒီ game ကစောင့်ရတာလည်းကြာတယ်။ Okay ရပြီပေါ့နော်ဟိုငါဆိုင်ကကားဆိုင်လို့တာပြောတာကွာဒီမှာကြည့်ပါဦးဘယ်ကောင်မှားယူလာဖြစ်ထားလဲမသိဘူးငါထင်တာတော့ဒါကအရင်တော့ကကားပြင်တဲ့ဆိုင်လားမသိဘူးဒီမှာတာယာရောဘက်ထရီတွေရော Okay တိမ့်မယ်တာတွေကို Okay နေအောင် Okay တိမ့်မယ်ဒါလည်းမိုက်ပုံးနဲ့ထည့်လိုက်ပါမယ်ဒါလေးပီဇာခွက်တွေရောဘာပလင်းတွေရောဒီမှာOkay တိုက်ရှင်ရေးလောက်ရပါတော့မယ်ခင်ဗျာOkay ဒီ engine တစ်ခုလည်းမယူတော့ဘူးပေါ့နော်ဒါတော်တော်စောက်နေပြီဆိုတော့ Okay ဆိုင်ဖွင့်တကားလေးဖွင့်မယ်ပေါ့နော် Okay ရပြီကျွန်တော်တို့အခုဘာလုပ်ရမလဲဆိုတော့ကားတော့ဝယ်ပေါ့နော်ဟိုမှာသူညွှန်းပြထားတယ် Okay ရက်ကွက်တစ်ခုစီမှာကားတွေအများကြီးရောင်းပေးနေတာပေါ့နော်ဈေးတန်တဲ့ကားတွေရောင်းပေးနေတာအော်ဒီရှေ့မှာတစ်စီးနေအောင်ဈေးကဘယ်လောက်လဲမသိဘူးအော်$2တဲ့ဆိုတော့ဝယ်လို့ရတာပေါ့နော် Okay ဒီမှာလုံးဝတိုက်ပြနေအောင်ပဲနော်ဝယ်လိုက်မှာပေါ့နော် Okay Okay ဆိုင်စီတော့မှာပေါ့နော်ဒီ game ကစီးပွားရေးလောက်ချင်တဲ့သူတွေအတွက်ဆိုရင်တော့တော်တော်လေးကိုကောင်းတဲ့ game မျိုးပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ကဲဆိုင်ကိုတွားမယ် let's go Okay တိုင်းမိနေအောင် Okay ဆိုင်တော့ဖြတ်လန်းနဲ့ပဲတွားရမှာပေါ့နော် Okay ဖြတ်လန်းနဲ့ပဲတွားရမှာOkay ဆိုင်တော့ရောက်ပြီပေါ့နော် Okay ဒီမှာပဲရက်လိုက်တော့မယ်Okay ဆိုင်တော့ရောက်ပြီပေါ့နော် Okay ကားထဲကနေဆင်းမယ်ခုန line ကျသွားတာပေါ့နော်အဲ့ဒီအတွက် sorry ပါလို့ချွန်ရတယ် Okay ရောင်းမယ်ပေါ့နော် Okay ဘယ်လောက်နဲ့ရောင်းရင်ကောင်းမလဲဆိုတော့$2နဲ့ဝယ်တာအတွက်$4လောက်ရောင်းလိုက်မယ်နော် Okay $4နဲ့မှ
Okay ရောင်းလိုက်ပေါ့နော်ဒီကားဟိုမှာ customer တွေအများကြီးဝင်လာပြီပေါ့နော် Okay ဒီမိုင်းကိုမေးမယ်ဈေးဘယ်လောက်ပေးလဲလို့ဈေးပေးများတဲ့လူတွေရောင်းမှာပေါ့နော် Okay ဒါကတော့ဈေးမဟုတ်သေးဘူးပေါ့နော်ဈေးမစစ်ဘူးအဲ့ဒီမိုင်းကကဲဒီကိုကြီးကလည်းဒီကိုကြီးလာကဈေးမစစ်ဘူးကွာโอเคမဲမနေတော့ဘူးပေါ့เนาะကျွန်တော်တို့ဒီကိုကြီးကိုပဲရောင်းပေးလိုက်တော့မယ်เนาะโอเคအခုဆိုရင်ကျွန်တော်တို့လက်ထဲမှာ$8တောင်ရောက်နေပြီပေါ့เนาะโอเคမိုးလဲ6ပြီးဆိုတော့ကျွန်တော်တို့အဲ့တဲ့နေရာစီသွားရမယ်ပေါ့เนาะโอเคကျွန်တော်ရဲ့အဲ့တဲ့အိမ်လေးပေါ့เนาะတာလာရောက်ငါအိမ်ကသူများပြစ်ထားတဲ့ကိုတောင်ထဲမှာကွာโอเคဒါမဲ့ဘာပဲဖြစ်ကွာโอเคအဲ့မဲ့ slip ဒီမှာအတူပြထားရပေါ့เนาะကိုရောင်းရတာဘလောက်ပါဆိုတော့သူပြထားโอเคကြော်ညာဝင်နေပေါ့เนาะโอเคကျွန်တော်တို့ပြန်စောက်ရမယ်ပေါ့เนาะတရက်ပြီးရင်ပြန်စောက်ရမယ်အဲ့လိုမျိုးโอเคပြန်စောက်ရမယ်ပေါ့เนาะမိုးတော့လေးပြီပေါ့เนาะโอเคဒီမှာငါကိုတောင်ဘေးနားမှာလဲရောင်းဝယ်လို့သူတွေရှိတာပဲကွာကဲဆိုရင်ကားတော့ဝယ်ပေါ့เนาะကဲဒီဗီဒီယိုလို့တော့ကြရင် like subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့ပြန်ဆုံတွေ့ကြပါဦးမယ်เนาะကျွန်တော်တို့ဒီအခုကတော့ကျွန်တော်ဖုန်းနဲ့ဆော့တဲ့အတွက် line တိတ်မကောင်းဘူးပေါ့เนาะနောက်ဆိုရင်ကျွန်တော် laptop နဲ့ဆော့ပါမယ်အခု laptop ကအားကုန်နေတော့ဆော့လို့မရဘူးပေါ့เนาะအဲဒါကြောင့်မလို့ဖုန်းနဲ့ဆော့တဲ့အတွက် line တိတ်မကောင်းဘူးပေါ့အဲ့ဒါကိုတီးခံပေးပါလို့တောင်းဆိုပါတယ်ကဲ see you bye